အေယာမလက်ကြီးတကောင်ရဲ့နောက်ွယ်မှာတီးရဲ့ကြီးတကောင်တိတ်တဆိတ်ပေါ်လာပါတယ်သူ့ရဲ့လေးလံလာတဲ့ခြေတံတွေကြောင့်လက်ကြီးဟာကြောက်လန့်တကြားဖြစ်သွားပေမဲ့တကယ်တော့သူဟာတီးရဲ့ပြစ်မှတ်မဟုတ်ပါဘူးတကယ်ပြစ်မှတ်ကတော့ကမ်းခြေမှာတောင်တင်နေတဲ့တခြားလက်သေးကြီးတကောင်မှာပုတ်စော်နေနေတဲ့အဲ့ဒီအနက်ဟာလေထဲမှာပြန့်နှံ့နေပြီးဗိုက်စာနေတဲ့တီးရဲ့ကြီးအတွက်တော့ဒီလောက်ကြီးမားတဲ့တားကောင်ဟာအကောင်းဆုံးစားစရာကြီးတစ်ခုပါပဲသူဟာခေါင်းကိုနှိပ်ပြီးမာကျောလာတဲ့လက်ခွန်ကြီးကိုအတင်းတွန်းလန်ကလေးချဤကိုပက်လက်လန်ပစ်ဖို့စူးစမ်းပါတော့တယ်တိတ်မွေးရဲ့နေရာမှာတော့တီးရဲ့ပေါက်စလေးလေးကောင်ဟာသူတို့အဖေကိုကြည့်ပြီးအားရပါးရအော်ဟစ်အားပေးနေကြတယ်ကုန်းပေါ်မှာအင်အားကြီးဆုံးမှုဆိုးကြီးဖြစ်တဲ့တီးရဲ့မှာ9တန်ကျော်ရှိတဲ့မယုံနိုင်လောက်အောင်ပြင်းထန်တဲ့ကိုက်ဆွမ်းအားရှိပါတယ်ဒါဟာလက်ခွန်ကိုအသားလေးချေဖြတ်ပြီးအထက်ကအသားတွေကိုစားဖို့လုံလောက်တဲ့အင်အားပေါ်တားပေါက်လေးတွေကလည်းအရသာမြည်ကြည့်ချင်လို့အနားကပ်လာပေမဲ့အဖေဖြစ်သူကတော့ဘာမှမကြွေးရဲသူတို့ကိုအတင်းမောင်းထုတ်လိုက်ပါတယ်သူ့မြင်မှာတော့တီးရဲ့ပေါက်စလေးတွေဟာတပားသူကြွေးတာကိုထိုင်စားနေမဲ့အစားငယ်ငယ်ကလေးကကို့ဘာသာမဲလိုက်တတ်အောင်တင်ယူရမယ်လို့ယူဆထားလို့ပါတားပေါက်လေးတွေဟာအေယာမလိတ်ကြီးကိုဝိုင်းကြည့်နေကြပေမဲ့သူတို့ရဲ့အခုရှိတဲ့အင်အားနဲ့တော့ဒီမှာကြောတဲ့အရေကုန်ကိုတောင်ဖောက်နိုင်စွမ်းမရှိသေးပါဘူးညနေလာတဲ့ခါမှာတော့သူတို့အတွက်အခွင့်အရေးတစ်ခုပေါ်လာပါတယ်ကမ်းခြေမှာလက်ဦးလေးတွေကွဲထွက်လာပြီးလက်ကလေးပေါင်းမရေမတွက်နိုင်အောင်ပင်လယ်ရဲကိုအသေးအတန်ပြေးဆင်းနေကြတာပါဒါဟာတီးရဲ့ပေါက်စလေးတွေအတွက်အကောင်းဆုံးအမဲလိုက်လေးကျင့်ခန်းပါပဲသူတို့ဟာချက်ချင်းပဲလှုပ်ရှားကြတော့တာပေါ့အချို့ကထွက်ပြေးနေတဲ့လက်ကလေးတွေနောက်ကိုလိုက်ဖမ်းကြတယ်လို့အချို့ကလည်းသူတို့ရဲ့ခြေသီးလေးတွေနဲ့အမိအယဖိထားဖို့စူးစမ်းကြတယ်အချိန်ချင်းလိုက်ဖမ်းရင်းစူးစမ်းရင်းနဲ့တားပေါက်လေးတွေဟာသူတို့ရဲ့အမဲလိုက်ဗီဇာကိုစတင်ပြိုးထောင်လာကြပါတယ်ဒီလိုငယ်ဘဝအတွေ့အကြုံတွေကပဲနောက်နှစ်ပေါင်းများစွာမှာသူတို့ရဲ့အသက်ရှင်တန်ရေးစွမ်းရည်တွေကိုပုံဖော်ပေးသွားမှာပါတီးရဲ့တကောင်အနေနဲ့အပြည့်အဝအရွယ်ရောက်ဖို့အနည်းဆုံး15နှစ်လောက်အချိန်ယူရပါတယ်ဒီခရီးရှည်ကြီးမှာသူတို့ဟာအသက်ရှင်တန်ရေးတက်ပညာအလုံးကိုကျွမ်းကျင်အောင်သင်ယူရမယ်ဘာလို့လဲဆိုတော့ဒီနေ့မှာသူတို့အဖေကသူတို့ကိုမောင်းထုတ်လိုက်တဲ့အခါနောက်ထပ်မြေပြင်အုပ်ဆိုးရှင်ဖြစ်ကိုချေရောက်ပေါ်ကိုရက်ပြီးကိုကဘာကိုကိုယ်တိုင်တိဆောက်ကြရမှာဖြစ်လို့ပါပဲခင်ဗျာ